Hello everyone အားလုံးပဲမင်္ဂလာပါမတွေ့ရကြပြီနော်အလုပ်တွေကအများပြီးတော့အချိန်မပေးနိုင်တာနဲ့ဗီဒီယိုမလုပ်ဖြစ်တဲ့အတွက်ဘာမှမတင်ဖြစ်တာတော်တော်ကြာပါပြီအခုလိုမျိုးအကြာကြီးပျောက်သွားလို့ဗီဒီယိုအသစ်စောင့်နေကြတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်တကယ်ကိုအားနာပါတယ်ပြင်ဆင်ဖို့ကအရန်အချိန်မရပေမဲ့ဗီဒီယိုကလည်းတင်ကျင်တာမို့လို့အခုလိုရောက်တက်ရလေးတွေပြောပြီး podcast လိုပုံစံ recording တွေလုပ်မလားလို့အကြံရတာနဲ့အခုလိုမျိုးအတန်သွင်းလိုက်ပါတယ်အခုကတော့ပုံမှန်နေ့စဉ်စကားပြောသလိုမျိုးပြောသွားမှာမို့လို့မြန်မာစာသင်ယူနေတဲ့ beginner တွေအတွက်တော့နားထောင်ရတာခက်ခဲနိုင်ပေမဲ့ intermediate level အထက်ရှိပြီးသားလေ့လာပြီးသားသူတွေအတွက်တော့အဆင်ပြေနိုင်မယ်လို့ထင်ပါတယ် listening practice လည်းဖြစ်တာပေါ့နော်နားထောင်စွမ်းအားတိုးတက်ဖို့အတွက်အထောက်အကူဖြစ်တာပေါ့အကြောင်းအရာကတော့ဘာရဲ့မဟုတ်ပါဘူးဒီတိုင်းရောက်တက်ရပြောမှာပါအပြင်းပြင်းနားထောင်ရတာပေါ့နော်ဒီနေ့တော့ဘာပြောမလဲဆိုလို့ရှိရင်တချင်းတွေအကြောင်းပြောပြခြင်းပါတယ်ကျမကတချင်းနားထောင်ရတာကြိုက်ပါတယ်မိတ်ဆွေတို့တော်တော်များများလည်းတချင်းနားထောင်ရတာကြိုက်ကြမယ်ထင်ပါတယ်နော်တချင်းနားထောင်ရတာမကြိုက်တဲ့သူကရှိကောင်းရှိနိုင်ပြီမဲ့တော်တော်လေးရှားမလားမသိဘူးနော်ကိုကြိုက်တဲ့တချင်းလေးနားထောင်ရင်အေးဆေးအနားယူအပန်းဖြေတာဒါမှမဟုတ်လဲအာယုံစိုက်စရာတိတ်မလို့တဲ့အလုပ်တစ်ခုခုလုပ်နေရင်တချင်းလေးနားထောင်ရတာ relaxing ဖြစ်တယ်လीနော်အဲ့ဒါကျမကအခုတလောမှနားထောင်ရတာကြိုက်တဲ့တချင်းလေးတွေအကြောင်းနည်းပြောပြခြင်းပါတယ်မိတ်ဆွေတို့လည်းအဲ့ဒီတခြင်းတွေကိုမသိသေးရင်သွားနားထောင်ကြည့်လို့ရအောင် description မှာ link လေးတွေထည့်ပေးထားမယ်နော်ကျမကမြန်မာတခြင်းအင်္ဂလိပ်တခြင်းတင်မဟုတ်ဘဲနဲ့တရုတ်တခြင်းဂျပန်တခြင်းကိုရီးယားတခြင်းတွေကိုလည်းနားထောင်ရတာကြိုက်တယ်နားထောင်တာကတော့ YouTube မှာနားထောင်ပြတာများပါတယ်ကြိုက်တဲ့တခြင်းတစ်ပုတ်တွေ့ပြီဆိုလို့ရှိရင်အကြိုက်ဆုံးတခြင်းတွေကြည့်ပဲစုထားတဲ့ playlist ထဲကိုထည့်ပြီးတော့ save လိုက်ပါတယ်အကြိုက်ဆုံးအဆိုတော်ရဲ့လူတော်တတ်မှတ်မရှိပါဘူးတချင်းပေါ်ပဲမူတည်ပြီးတော့နားထောင်လို့ကောင်းနေဆိုရင်ကြိုက်တာပါပဲ music theory တို့ဂီတအမှုပညာနဲ့ပတ်သက်တာတွေတော့ကျွန်မသိမသိပါဘူးတချင်းတွေနားထောင်ရတာကြိုက်ပေမဲ့အဆိုမှာတော့ပါရမီပါမလာဘူးထင်ပါတယ်တငယ်ချင်းတွေနဲ့ကာရာအိုကေဘာညာသွားဆိုလို့ရှိရင်ကီးကြောင်နေတယ်ဆိုပြီးတော့အမြဲပြောခံရသူပါပထမဦးဆုံးပြောပြခြင်းတဲ့တခြင်းလေးကတော့တရုတ်တခြင်းလေးဖြစ်ပါတယ်တခြင်းနာမည်ကကျရှိထိုင်အိုင်နီ I just love you so much မြန်မာလူဆိုရင်တော့ကိုကမင်းကိုအရန်ချစ်တာပဲဒါမှမဟုတ်ရင်ငါကနင့်ကိုအရန်ချစ်တာကြောင့်တာပါပဲဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီတခြင်းကတော်တော်နာမည်ကြီးတဲ့တရုတ်တခြင်းဖြစ်ပါတယ်ကျမကတော့နားထောင်မှုတာမကြသေးပါဘူးတခါ Instagram မှာလာမသိဘူးမိန်းကလေးတယောက်ကစံတရားလေးတီးပြီးတော့ဒီတခြင်းလေးကိုဆိုတာလေး short reels လေးတင်ထားတာကိုတွေ့တော့သူဆိုတာလေးကိုအရန်သဘောကျတာနဲ့ရှာပြီးနားထောင်ကြည့်ရင်လည်းကြိုက်သွားတာပေါ့နော်တခြင်းလေးရဲ့အဓိပ္ပာယ်ကတော့သူကသူ့ချစ်သူကိုအရန်ချစ်တာကြောင့်သူကိုယ်တိုင်လည်းနာကျင်ရတယ်လို့သူ့ချစ်သူကိုလည်းနာကျင်အောင်လုပ်မိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူ့အပြုအမူတွေကြောင့်သူ့ချစ်သူကသူ့စီကထွက်သွားပြီးမဲ့သူကချစ်နေတော့ပဲသူတမင်လုံးတာမဟုတ်ရပါဘူးချစ်လို့နာကျင်စီမိတာပါဆိုတဲ့အဓိပ္ပာယ်မျိုးပါဒါဆို chorus လေးနားထောင်ကြည့်ရအောင်နော်因为我不知道下一辈子还是否能遇见你ဘာလို့လဲဆိုတာကိုတော့ငါမသိဘူးတဲ့နောက်ဘဝမှာအနေနဲ့ပြန်တွေ့နိုင်မလားဆိုတာကိုလည်းငါမသိဘူးတဲ့所以我今生才会那么努力把最好的给你ဒါကြောင့်ဒီဘဝမှာတော့ငါကအရန်စူးစမ်းပြီးတော့မင်းကိုအကောင်းဆုံးအရာတွေကိုပဲပေးဖို့လုပ်တာပါတဲ့爱你都变成伤害你我们的爱快要窒息爱你都变成伤害你မင်းကိုချစ်တဲ့အချစ်ကပဲမင်းကိုနာကျင်စေတာဖြစ်သွားပြီတဲ့我们的爱快要窒息ငါတို့အချစ်ကအသက်ရှူကျလာပြီတဲ့ Our love is becoming suffocating ပေါ့နော်不是故意只是太不是故意တမင်လောက်တာမဟုတ်ပါဘူးတဲ့只是太爱你ငါကမင်းကိုအရန်ချစ်တာကြောင့်တာပါပဲတဲ့ဟုတ်ပြီဒီတရုတ်တချင်းလေးကိုနားမထောင်ဘူးသေးလို့ရှိရင်နားထောင်ကြည့်လိုက်ပါဦးနော်တရုတ်စာတင်ယူနေတဲ့သူတွေဆိုလို့ရှိရင်လည်းတချင်းကနေတရုတ်ဝေါ်ဟာရအတစ်တွေတင်ယူလို့ရတာပေါ့နော်ဒါဆိုနောက်တချင်းတစ်ပုတ်အကြောင်းဆက်ပြောရအောင်နော်နောက်တစ်ပုတ်ကဂျပန်တချင်းလေးဒီတချင်းလေးကိုလည်းသိတာမကြားသေးဘူးတေးတန်ရှင်ကတော့ Ikutarira လို့ခေါ်ပါတယ်
အတန်ထွက်မှန်လာတော့မသိဘူးเนาะသူက YOASOBI လို့ခေါ်တဲ့မိန်းကလေး2ယောက်ပါတဲ့ဂျပန်နာမည်ကြီးတေးဂီတာအဖွဲ့တွေကအဆိုတော်ပါဒီတခြင်းကတော့သူကိုယ်တိုင်ရေးထားပြီးတော့တီးဆိုထားတဲ့တခြင်းလို့သိရပါတယ်တခြင်းလေးရဲ့နာမည်က Romance no Yakusoku Romance is romance အချစ်ပေါ့နော် Yakusoku in Japanese means promise မြန်မာလိုဆိုရင်တော့ဂတိလို့အဓိပ္ပာယ်ရပါတယ်ကျမကတော့ promise for love အချစ်အတွက်ဂတိလို့ဘာသာပြန်ကြည့်လိုက်ပါမယ်အစပိုင်းလေးနားထောင်ကြည့်အောင်နော်これから二人過ごしてゆくために約束してほしいことがあるの声が枯れて名前が呼べなくなるその日まで忘れないでဒီကျမဖွင့်ပြတဲ့အစပိုင်းလေးရဲ့အဓိပ္ပာယ်လေးကဒီအချိန်ကစပြီးတော့အတူတူနေမှုအတွက်တဲ့မင်းစီကဂတိတစ်ခုတော့လိုချင်မိတယ်အတန်တွေပြလာပြီးတော့နာမည်တော်မခေါ်နိုင်တော့တဲ့အချိန်အဲ့လိုနေမျိုးရောက်တဲ့အထိလုံးဝမမေ့ရဘူးနော်တဲ့တခြင်းအပြည့်စုံကိုတော့ YouTube မှာနားထောင်ကြည့်လိုက်ပါနော်စာသားလေးတွေကအဓိပ္ပာယ်ရှိပြီးတော့တခြင်းလေးကအေးလေးနဲ့တာယာနာပြောပွဲရှိတယ်လို့ကျမကတော့ထင်ပါတယ်အဆိုတော်ရဲ့အတန်ကလည်းကြည်လင်ပြီးတော့နားထောင်လို့တော်တော်ကောင်းတယ်အဲ့ဒါကြောင့်ဒီတစ်ပုဒ်ကတော့အရန်နာမည်ကြီးလူသိများတဲ့တခြင်းမဟုတ်ပေမဲ့ကျမကကြိုက်မိနေတာကြောင့်မို့လို့ခဏခဏနားထောင်ပြနေပါတယ်နောက်တခြင်းလေးတစ်ပုဒ်ကတော့ကိုရီးယားတခြင်းလေးပါအီဖာမီဂျီနာမြေွန် after this night လို့အဓိပ္ပာယ်ရပါတယ်ဒီတခြင်းရဲ့အဆိုရှင်ကတော့ကိုရီးယားမှာနာမည်ကြီးတဲ့အဆိုတော် Park Min Hye ပါဒီဆိုတော့ကနာမည်ကြီးကိုရီးယား K-drama ဇာတ်ဝင်တီးတွေတော်တော်များများကိုဆိုထားပါတယ်သူအတန်အရင်လဲကောင်းပါတယ်ဒီတခြင်းလေးကသူကလည်းဇက်ဝင်တီးတပုတ်ပဲပေါ့နော်ဘယ်ဇာကားတွေကလဲဆိုတော့ဒေါက်တာချာဆိုတဲ့ကိုရီးယားဇာတ်လမ်းတွေကဇက်ဝင်တီးတပုတ်ဖြစ်ပါတယ်ကျမကပုံမှန်တော့ကိုရီးယားဒရာမာတွေကိုမကြည့်ဖြစ်ပါဘူးဇာတ်လမ်းတွေကောင်းမှန်းသိပေမဲ့အချိန်ပေးပြီးအကြာကြီးတပိုင်းပြီးတပိုင်းကြည့်ရတာစိတ်မရှိတာနဲ့မကြည့်ဖြစ်တာပါဒီဒေါက်တာချာဇာတ်လမ်းတွေကတော့ရှာရှာပပပေါ့နော်လွန်ခဲ့တဲ့ 3-4 နှစ်အတွင်းအစအဆုံးစိတ်ရှိရှိနဲ့ကြည့်ဖြစ်တဲ့ဇာတ်ကားလေးပေါ့နော်ဒီကားထဲမှာဒေါက်တာချာကဆရာဝန်ဖြစ်ပြီးမဲ့အနှစ်20လောက်ဆရာဝန်အလုပ်မလုပ်ခဲ့ဘူးအင်ရှင်မပဲလုပ်နေရနေပြီးတော့သူကအကြောင်းကြောင့်ဆေးကူးတဲ့ဆရာဝန်ပြန်လုပ်ဖို့အတွက်ဆေးရုံမှာအလုပ်ပြန်ဝင်တယ်သူ့ယောက်ျားကလည်းဆရာဝန်ပဲဒေါက်တာချာလုပ်ပြန်ဝင်တဲ့အချိန်မှာသူ့ယောက်ျားကခွဲစိတ်ဆရာဝန်အထူးကူကြီးဖြစ်နေပြီးတော့သူကအခုမှဆရာဝန်ဘွဲရပြီးတော့အလုပ်စလုပ်တဲ့သူ့သားနဲ့အတူတူဆေးရုံမှာအလုပ်အတူတူပြန်လုပ်ကြတာပေါ့နော်ဒီကြားထဲမှာသူ့ယောက်ျားကသူတို့ငယ်တငယ်ချင်းနောက်အထူးကူဆရာဝန်တယောက်နဲ့အိမ်တောင်ရေးဖောက်ပြန်အစရှိတဲ့ပေါ့နော်ဒရာမာပေါင်းစုံနဲ့ဒေါက်တာချာကဒီအခက်အခဲပေါင်းစုံကိုဘယ်လိုကြော်ဖြတ်လဲဆိုတာကိုကြားထဲမှာလည်းဟာတာလေးတွေနှောပြီးတော့မပြင်းရအောင်ရိုက်ထားတဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားကောင်းလေးတစ်ခုပါပဲဒီတချင်းလေးကအဲ့ဒီဇာတ်ကားတွေကဇာတ်ဝင်တီးလေးတစ်ခုပေါ့နော်ကျမကအဲ့ဒီဇာတ်ကားကိုကြည့်ပြီးတော့တချင်းကိုကြိုက်သွားတာပါအဲ့ဒါနဲ့ favorite playlist ထဲကိုရောက်သွားတယ်ဆိုပါတော့เนาะမိတ်ဆွေတို့လည်းသွားနာထောင်ကြည့်လိုက်ပါဦးဒီတစ်ခါတော့မဖွင့်ပြတော့ဘူးเนาะသူကတော့တချင်းအေးအေးလေးပါပဲကျမနဲ့အကြိုက်တူတဲ့သူရှိခြင်းလည်းရှိလောက်မှာပေါ့เนาะနားထောင်ကြည့်လိုက်ပါ description မှာ link လေးထည့်ပေးထားမယ်เนาะကဲဒါဆိုရင်အခုကျမမျှဝေပေးခြင်းတဲ့တချင်းသုံးပုဒ်တော့ပြောပြပြီးသွားပါပြီမိတ်ဆွေတို့ကတချင်းနားထောင်ပြီးကြလားနားထောင်ရင်ဘယ်လိုတချင်းတွေနားထောင်ပြီးကြလဲကျမပြောတဲ့တချင်းတွေကကောမိတ်ဆွေတို့အကြိုက်နဲ့တူလောက်မလားမိတ်ဆွေတို့ကအခုလက်ရှိမှာကြိုက်လို့နားထောင်ပြနေတဲ့တခြင်းတွေမျှဝေပေးခြင်းတာရှိလို့ရှင်လဲ comment မှာရေးထားပေးကြလို့ရပါတယ်เนาะအလုပ်တွေစူးစမ်းရင်းနဲ့ပင်ပန်းလာတာပဲဖြစ်ဖြစ်ဘဝအမောတွေနဲ့လုံပန်းရင်အနားယူဖို့လိုအပ်လာတာပဲဖြစ်ဖြစ်ကိုကြိုက်တဲ့တခြင်းလေးတွေကိုနားထောင်ရင်းနဲ့စိတ်အပန်းဖြေပြီးတော့အာတင်ရှင်းဆက်ကြတာပေါ့เนาะအဆုံးထိနားထောင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်เนาะSee you in the next video. Bye bye.